နဲ့မီလာတလလုံး medical package တွေကို40ရာခိုင်နှုန်းထိ discount ဆက်လက်ထားရှိသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်။ကျမကတော့အောင်ပင်လေစေးရုံကဒေါက်တာလမင်းမမှုအောင်ဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့လူတိုင်းသိတဲ့အရေးကြီးတဲ့ချက်လေးတစ်ချက်ကိုပြောပြပေးသွားပါမယ်ရှင်။အားလုံးလည်းသိကြတဲ့အတိုင်းကြိုတင်ကောက်ွယ်ဆိုတာကုသချင်းတက်ပို့ပြီးတော့ထိရောက်ပါတယ်။အထူးသဖြင့် medical check up လို့ခေါ်တဲ့ကျမကြီးစစ်ဆေးမှုဆိုတာနေမကောင်းဖြစ်မှဖျားနာမှလုပ်တင်တာမျိုးမဟုတ်ပါဘူး။အသက်30ကျော်လာပြီဆိုရင်ပေါ့နော်။တစ်နှစ်တစ်ခါတော့ medical check up ကိုပုံမှန်လေးလုပ်ပေးတင်ပါတယ်ရှင်။အဲကြောင့်မလို့အောင်ပင်လေစေးရုံကနေလူတိုင်းကိုယ့်ရဲ့ကျန်းမာရေးခြေနေကိုစစ်ဆေးနိုင်အောင်ဈေးတက်တာနဲ့မီလာတလလုံး medical package တွေကို40ရာခိုင်နှုန်းထိ discount ဆက်လက်ထားရှိသွားမှာပဲဖြစ်ပါတယ်။အောင်ပင်လေစေးရုံရဲ့ medical check up မှာဆိုရင်အခြေခံလိုအပ်တဲ့တွေးစစ်တာစီးစစ်တာကျွန်မ screening test တွေလည်းပါဝင်ပါတယ်။စစ်ဆေးမှုရလဒ်တွေကလည်းစိတ်ချရပါရှင်။အဲကြောင့်အိမ်မှာလူကြီးကြီးပါတွေရှိရဲဆိုရင်မိမိကိုယ်တိုင်ကလည်းကျန်းမာရေးစစ်ဆေးခြင်းနေဆိုရင်အောင်ပင်လေစေးရုံကိုလာရောက်ခဲ့ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။